ဟောပြောရင်းဆိုရင်အမေမျိုးကဈေးဝယ်ပြန်လာပြီအမေမြန်လိုက်တာဟဲဒုက္ခပဲသူ့အမေကငါနဲ့သူ့သမီးအခုတလောအပေါင်းအသင်းမလုပ်ခိုင်းဘူးငါကဆက်ဆူလွန်းဟင်းပြောလွန်းလို့တဲ့မြန်တာပေါ့မျိုးစာတွေဈေးကြီးတဲ့ဝယ်ပြီးပြန်လာတာညီကငါမရှိရနဲ့ငါမကြိုက်တဲ့လူနဲ့ပေါင်းလို့သမီးကတထေးကျွေးမှဖြစ်တော့မှာကိုတိတ်ခါနဲ့ကိုနေစမ်းဟင်းပြေးမဘာလို့ရမလဲဘယ်ရမလဲမိသေးတဲ့မနှက်ဖြန်အုံးမေစုတထေးသားဖလာရင်တွားချောင်းနှားထောင်မယ်နောက်နေ့ခါဦးတို့အိမ်ဝဲစာတာကြုံတော့အရပါရစားဟုတ်စာစာဥချစ်တီမြို့အစားအစာတွေချက်ထားတာစားပြီးရင်အချိုတဲဖို့လိမ်မော်တီးပန်းတီးကတို့ရိုတွေလှုပ်ထားသေးရဲ့ဟဲ့သမီးအလှပြင်လို့မပြီးသေးဘူးလားဒီလာအိတ်ခံလိုက်အောင်အမေစိတ်သားနဲ့ငါတလောက်ဟင်တွက်ခတ်လိုက်အောင်မယ်သမီးဒီမှာသမီးအဝတ်စားတက်တာငါလုံးရှုံနေလို့ခောက်နေတယ်ပြီးရင်လာခဲ့မယ်တွားချင်ပါဘူးငါပြောမှဒါပဲဥချစ်တီရေသမီးကအဝတ်အစားမှတ်တယ်စမ်းတိုင်းဝယ်ဝတ်တယ်ကောင်းတာပေါ့သူ့သားနဲ့ညားရင်စမ်းတိုင်းဆင်ရအောင်ချိုးပြောထားမှာသားကလားညိုနဲ့ညားရင်အကုန်တယ်ကဲဒါမှသားခါဦးအတွက်အဝတ်စားဖို့မကုန်မှာကျုပ်တို့သားဖားကဒါဝတ်တွေပဲဟင်းမောင်ကလာစားလို့ကောင်းရဲ့လားကောင်းပြဒါခါဦးလေးချက်တာလားဟင်းညားရင်သမီးကိုမိဖို့ကြောင့်မဝင်ခိုင်းအောင်ချိုးပြောထားမှာဒါအမေအတော်ချက်တာပေါ့သမီးကဘာမှမချက်တတ်ဘူးအလှပြင်ပဲကောင်းတယ်အိမ်မှာလည်းအခုလိုဖောက်ဖွဲ့ရရဘာမှမချက်ဘူးနေတိုင်းငပိရေချိုးပဲတော်ပြီခြံထဲကအသီးရွက်ခူးပြုတ်အတို့လှုပ်စားပြီးရွှေစုတာဟမလေးဒီလိုချွေတာပြီးရွှေစုတဲ့တထေးကြီးတထေးဦးချစ်တီကိုရောက်ခမမတော်ရဲပါဘူးဒါဆိုဦးချစ်တီအဝတ်အစားချွေတာပြီးရွှေတွေစုတာပေါ့ဒါပေါ့အဲ့လိုချွေတာပြီးရွှေစုညကြအဲ့ဒီရွှေတုပ်ကိုကြည်ရတာဒံပေါက်ထောပတ်ထမင်းစားရတာတဲ့အရသာပိုးရှိတာမယုံလို့ကြည့်ဦးချစ်တီတို့သားဖာပြန်သွားတော့ဒါမျိုးခမိခမတ်မတော်ရဲပါဘူးအငက်ခံအဝတ်တစုံနဲ့နေရမှာငါသမီးရွှေပပုံစံပြီးဒုက္ခရောက်မှာပေါ့ဟင်းမိသေးကလေဒီကိစ္စငါတရွာလုံးသတင်းလွှင့်ရမယ်ထမင်းမချက်သေးဘူးညရောက်တော့ဝေါ့ဒီညလဲငါသားမူးလာပါလားမလှတော့အိမ်သွားလို့သူ့ကိုယ်တွေတိုက်တာဆိုတော့ငါစုလို့မဖြစ်ဘူးမူးပြီးလဲလို့ငါနဲ့စိတ်ညစ်လိုက်တာခါဦးလေးရဲ့ချစ်တယ်ဟဲငါသားလေးရောက်နေခါဦးရဲ့ချစ်တယ်တဲ့အေးလေသူတကယ်ချစ်တာခါဦးပဲငါလဲအပြိုရွယ်အိမ်သူရင်းငါကြိုက်မိတာအမေခွဲလို့ရင်ခွဲအောင်ခံစားခဲ့ရတာအခုသားကြတော့နားမလည်ပေးတာငါအမားပဲခါဦးလေးရဲ့ခွဲရတော့မယ်ထွန်းခင်အမေသူ့သားကိုကျင်နာစွာဆောင်ချုံပေးရင်သားတို့ချစ်ချင်းခွဲမိရဲ့အမေကိုခွင့်လွတ်ပါခါဦးလေးရေနည်းနည်းတော့မြမှုဟန်ဆောင်ပြီးအမေကိုခါဦးလေးရဲ့နေညီးပြတာငါတနာနေတယ်ဟင်းထွန်းခင်မှာသူ့အမေအမိန်ဖြင့်နေတိုင်းရှိုးစမိုးဝစ်ပြီးမလှတော့အိမ်သွားရကာတုံးနဲ့ထွန်းလေးလက်ထက်ရင်အမရပူရကအကောင်းဆုံးပိုးတဲ့အတိုင်းမှာဇုံထဲဝစ်စုံပါမယ်ထွန်းလေးကကွင်းရိုးစင်ကြိုက်လားအချိတ်စင်ကြိုက်လားဟိုကွင်းရိုးစင်ကွင်းရိုးစင်တုံးနဲ့ထွန်းလေးတို့ကဖြူဖြူထားထားကြည့်ဆိုတော့မလိုက်ဘူးတုတ်အကြိုက်ချိတ်အကြီးကြီးအယောင်ရဲရဲပဲဝတ်မယ်လေတနေ့လုံးဓာရီကြီးပဲဟုတ်ဒါမှမင်္ဂလာပွဲပြိတ္တရှိမှာတုတ်နဲ့ထွန်းလေးတို့အလှတွေထင်းထင်းလင်းလင်းပေါ်သွားမှာပေါ့မြို့ကမင်္ဂလာခမ်းမဆောင်မယ်မင်္ဂလာပွဲကျင်းပမယ်ရွာကလူတွေကိုကား3စီးနဲ့လာခေါ်မယ်ရှူမပါတဲ့လူတွေကိုလက်ဖွဲ့ပစ္စည်းယူပြီးမတင်ခဲ့ဘူးနော်ဟုတ်စိတ်ညစ်ပါတယ်မင်္ဂလာဆောင်ဖို့ပဲပြောနေတယ်မိကက်နဲ့သပင်ကိုမြို့ကအကောင်းဆုံးအလှပံကမေရဲစီမှာပြင်မယ်လက်ဝတ်ရတနာကိုထင်ထင်လေးစိတ်ရှူရတနာမှာငှားမယ်နော်ဟုတ်သူနဲ့ပွဲတက်ရမှာစိတ်ညစ်တယ်အဲ့ဒီအခါသူဝတ်ထားတဲ့ဆွဲကြိုးဟန်ချိန်လက်စွပ်တွေတောင်းပြီးငါဝတ်ဖို့လက်ကောက်တွေလုပ်ပြမယ်တော့အတွက်ဘာမှမစင်မိဘူးခါဦးလေးလာဖို့အရေးကြီးရဲ့ခါဦးလေးနဲ့ဆိုလန်ကွတ်တွေဝတ်ပြီးမင်္ဂလာဆောင်ရလေငါကျင်းတတ်တယ်ထွန်းခင်မလှတော့အိမ်နဲ့စကားပြောနေစဉ်ဟာထွန်းခင်မဲရွာပြင်ငှက်ပြစ်ရအောင်ကိုမြနဲ့ကိုလှတို့ပါလားကောင်းတာပဲကွယ်ထွန်းခင်လေးနဲ့စကားပြောလို့မဝသေးဘူးလေတုတ်လေးရဲ့ထွန်းလေးရွာပြင်မှာလေကောင်းလေတန်းရှူကျင်လို့ပါခဏလေးပါပြန်လာမှစကားတွေတဝါကြီးပြောမယ်နော်ထွန်းခင်တို့ထွက်သွားတော့ငါနဲ့စကားပြောရတာစိတ်ညစ်လို့ထွက်သွားတာသိတာပေါ့ဟင့်ထွန်းခင်ငလှငမြန်းတို့နဲ့ရွာပြင်ငှက်ပြစ်ရင်ဟိုဘက်တော်ဆက်မှာငှက်တွေပို့ရှိရထွန်းငယ်ငယ်ဘဝလိုငှက်ပြစ်ရတာပျော်စေရပဲခွတ်ထိုချိန်ငမွေးနဲ့ငရေကိုင်းတော်ထဲမှာပြေးထွက်လာကလိုက်တို့ရသားကိုစော်ကားတဲ့ကောင်လိုက်ဟာမလိုက်နဲ့သူ့မှာဓားပါတယ်ဘာပဲပတို့ရသားတွေကိုစော်ကားလို့မရဘူးကဲထွန်းခင်လဲအကြထိုသူထွန်းခင်ဆွဲကြိုးနဲ့လက်မဟန်းချင်းကိုနှိမ်မြန်စွာဖြုတ်ယူကထွန်းခင်ဆွဲကြိုးနဲ့ဟန်းချုံနေလူယူသွားပြီကွပြေးပြီဟာပြေးပြီဖုံအမေညနေဆောင်တော့ထွန်းခင်အမေမှာထွန်းခင်ရွှေကိုလူတာမျိုးကထောင်ထွက်ငပြူးတဲ့
ရဲဖမ်းသွားတာတက်တေအဖြစ်သားရဲ့ငမွေးငရေငမြင့်ငလာတို့ပါမြို့ကရဲဌာနခေါ်သွားတယ်တဲ့ဆက်စုမမိသေးလာပြောလို့သိရတာငမွေးငရေတို့ကြောင့်ငါသားရွှေပြန်ရတာငမြင့်ငလာတို့ကလူစိုးကိုဘာမှမလုပ်ရဲဘူးတဲ့တတိကြောင်နေထိုစဉ်တွဲလေးထွန်းဟေးဒီတန်ငါကြားဖို့ပါတယ်ဟဲမြို့ကပပိုးတို့သားမိပါလားညနေမှကွယ်ဘာကိစ္စနဲ့လာပါလိမ့်ပြောရမှာဖွားနဲ့နာပါဒီကအမိုက်မသမီးမုံမုံဒီရွာတွေးလေးထွန်းတို့အိမ်မှာ6လလောက်နေပြီးသူ့ပိုက်ကကလေးတိတ်တိတ်ပုံမွေးကျင်လို့မြေကိစ္စကူညီရမှာပေါ့အကြောင်းစုံလေးတွေးလေးထွန်းကိုပြောပါအောင်မုံမုံနဲ့သူ့အကိုတီဟာတို့မောင်နှမပင်လယ်ကမ်းခြေတစ်ခုကိုအပန်းဖြေခရီးထွက်ချင်တယ်ဆိုတော့ပပိုခွင့်ပြုလိုက်မိရဲ့အဲ့ဒီတည်းတီဟာတငယ်ချင်းနောင်နောင်ပါသွားတာမသိလိုက်ဘူးဟိုမှာနောင်နောင်နဲ့မုံမုံကြီးစားဖြစ်နေကြရင်အခုကိုဝင်ရှိတာသိရောနောင်နောင်ကနိုင်ငံခြားကိုထွက်သွားပြီဟဲ့ဒီတော့သူ့ကိုဝင်ဒွေးလေးထွန်းတို့ရွာမှာလာမွေးရတာပေါ့ကဲပါအဲ့ဒီခရီးသူ့အကိုတီဟာတယောက်လုံးပါသွားတာနှမကိုမဆောင်ရှောက်ဘူးလားအဲ့ဒီကန်းစီမှာနောင်နောင်ကအကြံသမားဆိုတော့တီဟာကိုခက်ရှုပ်ရှုပ်ကောင်းမလေးနဲ့ကဲခိုင်းပြီးတီဟာအကဲလွန်မှနှမထိန်မှုမိနေတော့ဘာမှမသိရောဘူးဘာမှမသိချင်ဘူးနောင်နောင်ကသူ့နှမကိုရှုပ်လိုက်တာတီဟာတော့မသိဘူးလေအကိုပင်မဲ့နှမကိုထိန်းသိမ်းဆောင်ရှောက်မှုမရှိတော့နှမကောသူပါအဆက်ကွဲတာပေါ့နှမလိမ်မာဖို့အကိုမောင်တွေမိုက်ရတာငါသားကိုငမွေးတို့ရိုက်တာမိခင်ဖြစ်တဲ့ငါကမကျင်တဲ့ပင်မဲ့သူတို့ဘက်ကကြည့်တော့မှန်တာပဲနှုတ်မို့ငါမြည်မမို့လို့ဖြစ်မှာပေါ့ကဲဒီကိစ္စရွာတဲ့ဖုံဖုံဖိဖြစ်အောင်ငါလုပ်မယ်နင်တို့ပိုက်ထဲကကလေးလေးကိုရံမရှာတာပဲငါကျေးဇူးတင်တယ်ဟုတ်ကဲ့ထွန်းခင်အမေအပြင်ထွက်ကြည့်ရင်တော်ပါသေးရဲ့ဆက်စုမောင်းခွဲမိသေးလားမချောင်းလို့ညနေခါဦးနေ့စီငါလာခွင့်ပြုပါဟာကိုရင်ထွန်းခင်ရဲ့အရင်ကလည်းလာနေကြပဲလာပေါ့ကြောခါဦးကလည်းတော့ကိုရင်နှွေးချမ်းနဲ့အခုလိုအိမ်ရှိမှအိတ်ခံနေကြပါအခုမှအထူးအဆန်းလမ်းမှာနင့်မေနဲ့တွေ့တယ်နှုတ်ဆက်တော့ပပေတီရွာသူသူ့ကိုနေမကောင်းလို့ညအိတ်သွားတာတဲ့ငါကခါဦးစီသွားပြရစီဆိုတော့အရင်ကသွားနေကြပဲသွားပေါ့ဆိုလို့လာတာပါဟိုကိစ္စနဲ့မလာရဲတာလာပါကိုချစ်သူစီလာတာပဲအခုလိုအိမ်ရှိမှာရင်နှွေးချက်နဲ့လူမြင်သူမြင်အခမ်းတာတင့်တယ်တာပေါ့လူကြီးမိဘအကူမောင်တွေလည်းသဘောတူကြည့်ပြတာပေါ့မမြင်ကွယ်ရာတွေ့ရင်ဆုံးမမှာပဲဒါအကူမောင်တွေရဲ့တာဝန်အခုလဲရှင်ကောင်းကောင်းမွန်မွန်လာတာသူတို့လက်ခံတာပဲမယုံအပြင်ကိုကြည့်ငရေကိုခါဦးတို့အိမ်ရှိတွင်တွေ့ရအရင်ကလည်းတော်ကောင်းကောင်းမွန်မွန်ခါဦးစီလာတာသူတို့အရေးချီပြီးလက်ခံတာပဲလေမအဲပါနဲ့တော့ဒီကောက်ရိုးဖို့ကိစ္စကိုမေ့လိုက်ပါတော့ဟာငါရှက်လို့ပါဟင်းတော်လဲကျုံနဲ့ကလားညိုတို့စိတ်ဆက်မှာအမေသဘောမတူတာတိမှာပေါ့မိသေးပြောလို့တီးပြီးပါပြီဟာနင်လဲခါဦးလဲတော့ရွှေတွေထောင်ထက်ငပြူးလူသွားတဲ့ကိစ္စတီးပြီးပါအဲ့ဒီကိစ္စခါဦးမသိသေးတာရှိသေးရဲ့ဟုတ်လားမိသေးဘာမှမပြောပါလားထောင်ထက်ငပြူးကိုငမွေးတို့ဖမ်းပြီးလို့ရဲကဖမ်းသွားပြီးအားလုံးမှာတက်တီအဖြစ်ခေါ်သွားတော့ရဲဌာနမှာငပြူးကဘာပြောလဲသိလားဘာပြောလဲတော့ငပြူးပြောတာကငမြငလာတို့ကထွန်းခင်ကိုရွာပြင်ခေါ်ခဲ့မယ်မင်းကရိုက်ပြီးရွှေရီလူပြီးဝေစုခွဲကြမယ်ဆိုလို့လောက်ကြတာပါခါဦးထွန်းခင်စကားကြောင့်အမလီမလှတော့အကိုဝမ်းကလေးကအပြောချိုနဲ့လူမိုက်တွေနဲ့ပေါင်းပြီးတော့စီကရွှေရီလူခိုင်းတာပဲအဟင်းမလှတော့ကိုသာတော်ယူမိရင်ဒီလိုရောက်ဖမျိုးနဲ့တော်ဒုက္ခရောက်မှာဒါကြောင့်ကိုမွေးကိုရေးတို့လိုရောက်ဖမျိုးနဲ့တွေ့ကြလို့ခါဦးစီလာတာပေါ့သွားထိုစဉ်ဟေ့တစ်ပင်ခွဲကမိတွေ့နင်းချောင်းကြည့်နေရငါတွေ့ရဲ့သွားတို့တဲ့ညာရင်းချင်းလာရဲသွားရွာရဲသွားနှင်းတော့မယ်ပေါ့ဟင်းဟုတ်တယ်ဒီမှာထွန်းခင်နဲ့ရောက်ဖလောင်းများဆိုရဲကတော့စာအုပ်လေးရတော့ဒီမှာပဲပြီးသွားပါပြီညီဖက်ဖက်ရာလေးကိုနားထောင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လိုအပ်တာလေးရှိနေတဲ့အတွက်ဖြည့်တွေးပြီးတော့အကြံပြုချင်တာလေးရှိရဆိုလို့ရှိရင်လည်း comment box လေးမှာရေးသွားပြီးလို့ရပါတယ်နောက်ထပ်ရက်တွေမှာလည်းအခုထပ်ပိုကောင်းတဲ့ဇာတ်လမ်းလေးတွေကိုဖတ်ပြပေးသွားမှာမို့လို့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်